ငွေတွေတွေ့သွားရင်ဒုက္ခလို့ပြောနေတာကိုမိန်းကလေးကကြားလိုက်ပါတယ်အဖေဟိုတစ်ပင်အောက်မှာကြည့်လိုက်လို့ပြောပြီးသွားကြည့်တဲ့အခါတကယ်ပဲအဖိုးတန်မှုကြီးကိုရှာတွေ့သွားပါတယ်လိုက်လာတဲ့သူတွေအားလုံးငါတို့ဒီနေရာကိုနေတိုင်းဖြစ်နေတာဘာလို့မမြင်မိတာလဲဆိုပြီးအံ့ဩနေကြပါတယ်ဒါရင်မကသေးပါဘူးရုတ်တရက်ဆိုသလိုတောထဲကတရိษံတွေအများကြီးဝိုင်းလာပြီးအစိတ်ပြင်းတဲ့ငွေကြီးတစ်ကောင်ကသူတို့စီပြေးလာပါတယ်လူတွေကကြောက်ပြီးတက်ဖို့ပြင်တဲ့အခါမိန်းကလေးကရှေ့ကနေကာကွယ်လိုက်ပါတယ်မိန်းကလေးငွေကြီးရှင်ကနှစ်တစ်ထောင်ချင်းဘယ်မှာရှိလဲဆိုတာသိလားငွေကြီးစကားပြောငါတို့ဆေးဖက်ဝင်တောင်ကြားထဲမှာရှိတယ်ငါကိုယ်တိုင်လမ်းပြပေးမယ်ဒါပေမဲ့ဆေးပင်တွေရဲ့အမြင့်ကိုတော့မဖြက်စီးပါနဲ့လို့ပြောပြီးရှေ့ကနေလမ်းပြခေါ်သွားပါတယ်ဆေးဘက်ဝင်တောင်ကြားနဲ့ငွေဟောက်ကြီးငွေကြီးကသူတို့ကိုတောနက်ထဲကဆေးပင်တွေအများကြီးရှိတဲ့ပြိုးဝက်တောင်ကြားတွေကိုခေါ်သွားပါတယ်။အဲ့ဒီမှာတန်ဖိုးကြီးဆေးပင်တွေကကုန်းပေါ်မှာအပြည့်ပါပဲ။ဒါပေမဲ့သူတို့ဆေးသွားခုမဲ့အချိန်မှာအရန်ကြီးမားတဲ့ငွေဟောက်နှက်ကြီး Black Cobra တကောင်ကလမ်းပိတ်ရက်လိုက်ပါတယ်။လူတွေကကြောက်လန့်တုန်ရင်နေချိန်မှာငွေဟောက်ကြီးကမိန်းကလေးကိုစိုက်ကြည့်ပြီးဝင်သွားပါကလေးလေး။ဆေးချင်းတောင်းထဲကိုဆေးတွေပဲထည့်ပါအမြင့်တွေကိုဒဏ်ရာရအောင်လုပ်ရင်တော့ငါအပြစ်မတင်နဲ့လို့တတိပေးပြီးခွင့်ပြုလိုက်ပါတယ်။မိန်းကလေးကဒီစကားကိုပြန်ပြောပြတော့အားလုံးကတေးသေးချာချာဆေးကူးပြီးနှစ်တစ်ထောင်ချင်းကိုပါရှာတွေ့သွားပါတော့တဲ့အချိန်မီကဲတင်ချင်းအိမ်မှာတော့အမေဖြစ်သူကအသက်ငွေ့ငွေပဲကြံပါတော့တယ်။စိတ်ပုတ်တဲ့မကြီးကလူမသေးခင်မှာပဲလူမိုက်တွေကိုခေါ်ပြီးအမေဖြစ်သူကိုအပြင်ထုတ်မြေမြုပ်ဖို့စူးစမ်းနေပါတယ်။လူကတေတော့မှာပဲမြန်မြန်ထုတ်သွားကြလို့အော်ဟစ်နေပါတယ်။အဖွားဖြစ်သူကဒူးထောက်တာပေမဲ့မကြီးကတွန်းလဲပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးနဲ့အဖေဖြစ်သူကဆေးတွေနဲ့အတူအိမ်ထဲကိုအချိန်မီပြန်ရောက်လာပါတယ်မိန်းကလေးဘသူကငါတို့အမေကိုမကယ်နိုင်ဘူးလို့ပြောတာလဲလို့ဟိန်းဟောက်ပြီးဆေးပင်တွေကိုကင်ကာမရီကိုရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါတော့တယ်မိသားစုဟာဆေးပင်တွေနဲ့အမေဖြစ်သူကိုကုသပေးနိုင်ခဲ့ပြီးမရီကတော့အဆက်တကွဲနဲ့ထွက်ပြေးရပါတော့တယ်